ဒါလေးက AOS support ဝယ်တာ super capacitor type support ဝယ်တာเนาะသူ့ရဲ့ model number US 20p ဈေးနှုန်းလေးက9,300အဲ့တော့ဒီကောင်လေးကိုကျွန်တော်ကစစဖွင့်ခြင်းဆိုဒီကောင်ကဒီနားမှာ capacitor ကိုအားဖြည့်နေတဲ့ load တင်လေးပါမယ်အဲ့ကောင်လေးဖြည့်သွားမှာကျွန်တော်တို့ဖြည့်ဖွင့်ရမှာเนาะအဲ့တော့ဖွင့်လိုက်မယ်ဒီမှာအပေါ်မှာတွေ့လားဒီကောင်လေးဒီအတန်းလေးပြည့်မှာကျွန်တော်တို့စပြီးရိုက်လို့ရမယ်ဒီကောင်ပထမဆုံးက welding mode ဆိုတာကကျွန်တော်တို့ဒီ auto နဲ့ manual ပြောင်းတာเนาะအဲ့တော့ဒီကောင်အမှာ manual auto ပြောင်းတာနောက်တစ်ခုသွားမယ်ဒီကောင် preheat ဆိုတာကျွန်တော်တို့ support ရအကြီးသေးပေါ့နော်30လောက်ထားလိုက်ရပြီနောက်တစ်ခုကကျွန်တော်တို့ဒီတံပြားနဲ့ပေါ့နော်နှစ်ခုထိလိုက်တဲ့အချိန်မှာဟိုရိုက်တဲ့ဟို milli individual time ပေါ့ဗျာအဲ့ကောင်လေးဟိုပါပေါ့အချိန် minute second လေး milli second လေးเนาะဒါလေးပြီးရင်နောက်က2လောက်ထားလိုက်ရတယ်တောက်ဂီယာကတော့ဒီမှာ69ဒီရမယ်เนาะ69ဒီဒီမှာ8 9 10 11 12 13 14 15เนาะအဲ့လောက်ဆိုရပါဒီကောင် tracker အတိုင်းဆိုတာကျွန်တော်တို့တစ်ချက်နဲ့တစ်ချက်ဂျားထဲမှာကြာချိန်ကျွန်တော်တို့ဒီဖိထားရင်သူကလို့စက်တိုက်ရရိုက်နေမှာ10စက္ကန့်ပြီးထပ်ဖိထားရင်နောက်တစ်10စက္ကန့်နောက်တစ်ချက်ထပ်ရိုက်မှာအဲ့လိုမျိုးဟာလေးเนาะအဲ့တော့နောက်တစ်ခုကကျွန်တော် number of count ဆိုတာဟုတ်လားကျွန်တော်တို့ဖိထားရင်တစ်ချက်ရိုက်မလားနှစ်ချက်စက်တိုက်ရိုက်မလားအဲ့ဒါလေးကိုရွှေ့တာเนาะအဲ့ဒါလေးပါအခုဒါတွေအကုန်လုံးပြီးသွားပြီဆိုရင်ရတယ်ဒီကောင်လေးကိုကျွန်တော်တို့ရိုးရိုး support သုံးလို့မျိုးပဲရာ auto ထားတဲ့အတွက်ကျွန်တော်တို့ရရုံပဲเนาะ auto ရရုံပဲ 0.2 လောက်တော့အေးစစ်စစ်ရတယ်เนาะနောက်တစ်ခုဒီကောင်မှာအားသာချက်ပါတာကဒီကောင်ကကျွန်တော်တို့ဒီမှာဒီခြေနှင်းလေးလဲပါသလိုကျွန်တော်တို့ဒီမှာလက်ကင်ခလုတ်လေးလည်းပါတယ်ခလုတ်လေးဖိပြီးရိုက်လို့လည်းရတယ်เนาะခလုတ်လေးဖိပြီးရိုက်လို့ရတယ်ဒါပေမဲ့ခလုတ်လေးဖိဒီကောင်တော့အဲ့လိုမျိုးရိုက်ချင်တော့ဒီမှာ manual လေးပြောင်းထားမှာပေါ့เนาะဟုတ်အားလုံးပဲကျေးဇူးပါဗျ